မင်္ဂလာပါဒီနေ့မှာတော့တသားမိမိတို့အတွက်ကို meditation ဆိုတာဘာလဲဆိုတဲ့ဟာကိုလေ့လာကြမယ်နော်ဒီ meditation လေးက9မိနစ်ကိုကိုယ့်ရဲ့ခန္ဓာနဲ့စိတ်ကလေးကိုအတူတူလေ့လာကြမှာဖြစ်ပါတယ်ဒါပေမဲ့စိတ်မပူနဲ့နော်အရန်တိတ်တိတ်လေးနေရမှာလည်းမဟုတ်ဘူးဘာမှမတွေးရဘူးဆိုတာလည်းမဟုတ်ပါဘူးထိုင်နေလဲရတယ်လဲနေလဲရတယ်ကိုယ်တက်တောင့်တက်တာရှိတဲ့နေရာမှာနေပေးပါအစဉ်သင့်ဖြစ်ပြီဆိုစကြမယ်နော်အရင်ဦးဆုံးအသက်ရှူတာလေးကိုစကြည့်ကြမယ်နော်အသက်ရှူတာကိုကြည့်မှဖြစ်တဲ့အတွက်ကြောင့်မျက်စိမှိတ်ထားလဲရတယ်ဖွင့်ထားလဲရတယ်နော်လူတွေအကုန်လုံးကတစ်ချိန်လုံးအသက်ကရှူနေကြပါတယ်အဲ့တော့အခုအသားမိမိတို့မှာလည်းအသက်ကရှူလို့ဝင်သွားတယ်ဆိုရင်ဘိုက်ကလေးဖောင်းလာလားပိန်သွားလားကိုတစ်ချက်အရင်ကြည့်ပါမယ်မျက်လုံးမှိတ်ထားတဲ့သူတွေကမှိတ်ထားလို့ရတယ်ဖွင့်တဲ့သူတွေကလည်းဖွင့်ပြီးတော့ဒီနေရာကိုအာယုံစူးစိုက်နေလဲရတယ်နော်အရင်ဆုံးလက်နှစ်ဖက်လုံးကိုဘိုက်ကလေးပေါ်ကင်ကြည့်ပါအသက်ရှူရယ်ဆိုလို့ရှိရင်ဝင်သွားတဲ့လေတွေနဲ့ဘိုက်ကလေးကပူလာမယ်ဖောင်းလာမယ်ဆိုတဲ့ဟာလေးကိုစိတ်ထဲမှာထားပြီးတော့ရှူကြည့်နော်ဖြည်းဖြည်းချင်းပဲရှူကြည့်ပါအရင်ရှိုက်ပြီးရှူစရာမလိုဘူးဘိုက်ကလေးပူလာတယ်ဖောင်းလာတယ်ရှူထုတ်လိုက်တာနဲ့ဘိုက်ကလေးပြန်သေးသွားလားဆိုတာကိုစိတ်ထဲမှာစဉ်းစားပြီးတော့ဆက်ရှူကြည့်ပါအရန်ကောင်းပါတယ်အသက်ရှူတာအတင်းပြောင်းဖို့မလိုဘူးနော်ကိုဘယ်လိုရှူနေတယ်ဆိုတာကိုပဲသတိထားကြည့်အောင်မယ်အိတ်နေတဲ့အချိန်မှာတော့လူတွေကအကုန်လုံးအသက်ရှူပါတယ်ဒါတော့မှအိတ်နေလို့အသက်ရှူဖို့ကိုသတိတရားနဲ့ရှူနေစရာမလိုဘူးနော်ခန္ဓာကိုယ်ကအလိုလျောက်ဆက်ပြီးတော့အသက်ရှူနေပါတယ်ဒီအချိန်မှာဘာအတန်ကြားလဲဆိုတဲ့ဟာကိုစဉ်းစားကြည့်ပါမျက်လုံးလေးမှိတ်ထားတဲ့သူတွေကဆက်မှိတ်ထားလို့ရပါတယ်မမှိတ်ချင်တဲ့တနည်းအောင်ငြိမ်ငြိမ်လေးကြည့်ပြီးတော့ meditate လုပ်နေတဲ့အချိန်မှာဘာတွေစဉ်းစားနေလဲဘာအတန်နေကြားနေရလဲကိုလေ့လာကြည့်ပါပန်ကအတန်နေရှိလားကားအတန်နေရှိလားအဝေးရအတန်လားအနီးနားအတန်လားဒါမှမဟုတ်ငှက်ကလေးတွေရှိတယ်ဆိုလဲငှက်ကလေးတွေစကားပြောနေတဲ့အတန်လားလူတယောက်ယောက်စကားပြောနေတဲ့အတန်တွေရှိလားကိုကြည့်ပါခေါင်းကြီးတော့မလှည့်သွားနဲ့နော်နားပဲထောင်ကြည့်ပါဘာအတန်ဖြစ်ဖြစ်အဆင်ပြေတယ်နော်စိတ်ထဲမှာအဲ့အတန်ကြားလိုက်ပါလားဆိုတော့အတိလေးပဲသိနေုံပါပဲပြီးရင်ဆက်ပြီးတော့အသက်ရှူတဲ့ဟာလေးကိုပြန်သွားပါဒီအတန်ကြားနေတာတော့မှခန္ဓာကိုယ်ကြီးကအသက်ဝင်လိုက်ထွက်လိုက်ရှိပါတယ်အဲ့ဒီဟာကိုပြန်တွေးကြည့်ပါ meditation လုပ်နေတဲ့အချိန်မှာညနေဘာစားရင်ကောင်းမလဲဟိုအယုတ်ကဘယ်မှာထားမိတာပါလဲဆိုတဲ့အတွေးတွေကိုတွေးမိသွားရင်ကိုယ်စိတ်ကိုမစူးနဲ့နော်ဒီဟာတွေးမိသွားပါလားအသက်ရှူတာကိုပြန်ပြီးတော့စဉ်းစားရမှာပဲဆိုပြီးတော့အသက်ရှူတဲ့စီကိုဖြည်းဖြည်းလေးပြန်သွားပေးပါအသက်ရှူရင်ဝင်နေထွက်တယ်ဆိုတာရှိပါတယ်စဉ်းစားလိုက်တိုင်းစိတ်ကလေးကအသက်ရှူတဲ့ဟာမှာပဲကပ်နေပြီးတော့တည်ငြိမ်နေပါတယ်အဲ့ဒီတည်ငြိမ်တဲ့စိတ်ကလေးမှ meditation မှာအောင်မြင်တဲ့လမ်းကိုအစပျိုးတာဖြစ်ပါတယ်
ကဲအခုဆို9မိနစ်တောင်ပြည့်သွားပါပြီလှုပ်လို့ရပါပြီခြေချောင်းလေးတွေပြန်လှုပ်လို့ရပြီလက်ချောင်းလေးတွေပြန်လှုပ်လို့ရပါပြီဒီနေ့အတွက်ကတော့ meditation ကိုလေ့လာတဲ့အနေနဲ့ intro ပဲဝင်တာဖြစ်လို့အသက်ရှူတဲ့ရှိုက်တဲ့ကိုပဲသတိထားတဲ့နည်းလေးဖြစ်ပါတယ်ဒီနေ့အတွက်အောင်မြင်ပါတယ်ကျေးဇူးတင်ပါတယ်